အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ project management နဲ့ပတ်သက်ပြီးတော့မှအဆင့်5ဆင့်ကိုပြောပြပေးပါမယ်ရိုးရိုးရှင်းရှင်းလေးပဲပေါ့နော်ကျွန်တော်တို့ចောင်းသားចောင်းသူပဲဖြစ်ဖြစ်ဒီ company မှာအလုပ်ဝင်နေတာပဲဖြစ်ဖြစ်ပေါ့နော် project ကလုပ်နေရတာပေါ့ project လုပ်နေရတဲ့အတွက် project တစ်ခုချင်းစီရဲ့အောင်မြင်ဖို့ချောချောချူချူဖြစ်ဖို့ကအရေးကြီးတယ်ပေါ့နော်အဲ့တော့အဲ့ဒီ project management အတွက်ရိုးရိုးရှင်းရှင်းလေး step 5ခုပဲရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်ဝေမျှပေးပါမယ်အဲ့တော့ကျွန်တော်တို့ကပထမအဆင့်အနေနဲ့ project management ကိုစတင်ဖို့ဆိုရင်ဒီ project ကိုကျွန်တော်တို့ဘာလို့လုပ်နေရလဲဆိုတော့purpose ပေါ့နော်အဓိကရည်ရွယ်ချက်ကိုသိဖို့လိုတယ်ပေါ့နော်ဘာကြောင့်မလို့ဒီ project ကိုလုပ်နေရတာလဲပေါ့နော်ဒုတိယအချက်ကကျတော့ vision ပေါ့နော် vision ကကျတော့ဒီ project ပြီးသွားရင်ဘာတွေဖြစ်လာမလဲကျွန်တော်တို့ရည်ရွယ်ချက်ပြီးမြောက်အောင်မြင်သွားရင်ဖြစ်လာမယ့်ဟာကိုကျွန်တော်တို့မျက်စိထဲမြင်တာပေါ့နော်အဲ့ဒါကို vision လို့ခေါ်တာပေါ့နောက်တစ်ခုကကျတော့ brainstorming ကျွန်တော်တို့ brainstorming ကကြတော့ဒီ project အောင်မြင်ဖို့အတွက်ကျွန်တော်တို့ခေါင်းထဲမှာစဉ်းစားတာပေါ့နော်ဘာတွေလုပ်ရမလဲဆိုတာကိုခေါင်းထဲမှာ brainstorm လုပ်တာပေါ့နော်ကျွန်တော်တို့အဖွဲ့နဲ့အလုပ်လုပ်တယ်ဆိုရင်လည်းအဖွဲ့ထဲမှာပါတယ်ကျွန်တော်တို့လုပ်ဖို့ဂိုင်းဖက်တွေနဲ့ဆွေးနွေးတဲ့သဘောပေါ့နော်အဲ့လို brainstorm လုပ်ပြီးသွားပြီဆိုရင်ရလာတဲ့အချက်အလက်တွေကိုကျွန်တော်တို့ organize လုပ်ရတယ်ပေါ့ brainstorm လုပ်တဲ့အခါမှာရလာတဲ့အချက်အလက်တွေကကျွန်တော်တို့တိတိကျကျမရှိဘူးပေါ့နော်ဘာလို့လဲဆိုဆွေးနွေးနေတာဒီလိုပဲအချမ်းချင်းဆွေးနွေးနေတာဖြစ်တဲ့အတွက်ဒါပေမဲ့အဲ့လိုဆွေးနွေးပြီးတဲ့အချိန်မှာရလာတဲ့အချက်အလက်တွေလှုပ်ဆောင်ချက်တွေကိုကြတော့ကျွန်တော်တို့ပြန်ပြီး organize လုပ်ရတာပေါ့နော်အဲ့လိုမျိုး organize လုပ်တဲ့အချိန်မှာကျွန်တော်တို့ number လေးတွေနဲ့ပထမဆုံးဘာလုပ်ရမလဲဒုတိယဆင့်ဘာလုပ်ရမလဲတတိယဆင့်ဘာလုပ်ရမလဲဆိုတာမျိုးစီစဉ်ရတာပေါ့နော်အဲ့လိုမျိုးစီစဉ်ပြီးရင်တော့နောက်ဆုံးအဆင့်မှာတော့ကျွန်တော်တို့ပထမဆုံးလုပ်ရမယ့်အလုပ်ကိုစပြီးလုပ်တာပေါ့နော်အဲ့ဒါကကျွန်တော်တို့ project management ကို plan လုပ်တဲ့အဆင့်5ဆင့်ပေါ့နော်အဲ့ဒါကိုကျွန်တော်ရိုးရိုးရှင်းရှင်းလေးပဲပြောပြပေးပါမယ်ဥပမာကျွန်တော်ကဒီစောက်လုပ်ရေး company ပိုင်ရှင်ပေါ့နော်စောက်လုပ်ရေး company ပိုင်ရှင်ဖြစ်တဲ့အတွက်ကျွန်တော်နားမှာအိမ်ဆောက်ဖို့လာအပ်တဲ့ client နဲ့ကျွန်တော်စကားပြောချင်တယ်ပေါ့နော်စကားပြောပြီးတော့မှကျွန်တော်သူ့ရဲ့အိမ်ကိုစောက်ပေးဖို့အတွက် confirm လုပ်လိုက်ချင်တယ်ပေါ့နော် confirm လုပ်လိုက်ချင်တယ်ဆိုတော့အဲ့ဒါကျွန်တော်ရဲ့ရည်ရွယ်ချက်ဖြစ်သွားတယ်အဲ့တော့ပထမဆုံးအဆင့်မှာကျွန်တော်အဲ့ဒီ client နဲ့တွေ့ပြီးတော့မှသူ့အိမ်ကိုစောက်ပေးဖို့အတွက်ကျွန်တော်ကmarketing ဆင်းရမှာပေါ့နော် marketing ဆင်းပြီးတော့မှ deal close လုပ်ရမှာပေါ့နော်အဲ့ဒါကျွန်တော်ရဲ့ရည်ရွယ်ချက်အဲ့ဒါကျွန်တော်ရဲ့ purpose ပေါ့ဒီ project တစ်ခုလုံးရဲ့ရည်ရွယ်ချက်ဒါပဲဒါအောင်မြင်သွားရင် project ပြီးပြီပေါ့နော်အဲ့တော့ဒုတိယအဆင့်မှာကျတော့ကျွန်တော်တို့ vision ကကြတော့ကျွန်တော်ပုံမှန်စားတောက်ဆိုင်မှာစကားပြောရင်းနဲ့ဆွေးနွေးရင်းနဲ့သူ့ကိုဒီစားလုပ်ရည်အတွက် confirm လုပ်မှာလားအဲ့ဒါဆိုရင်စားတောက်ဆိုင်ပဲစားတောက်ဆိုင်တွေတွားရင်ကောင်းမလဲကျွန်တော် fine dining တွားရင်ကောင်းမလားမြန်မာစားဆိုင်ရင်ကောင်းမလား sushi ဆိုင်တွားရင်ကောင်းမလားဒီလိုမျိုးကျွန်တော်ခေါင်းထဲမှာပေါ်လာတယ်ပေါ့နော်အဲ့ဒါတွေက vision ဖြစ်တာပေါ့နော်နောက်တစ်ဆင့်ကျွန်တော်ခေါင်းထဲမှာပေါ်လာတာကဘာလဲဆိုတော့ okay အဲ့လိုမျိုးစားတောက်ဆိုင်မှာတထိုင်မယ်ဆိုရင်စားတောက်ဆိုင်ကဒီနေ့ဖွင့်ရလားဘယ်နေ့ဖွင့်မလဲပြီးတော့မှလူများနေမလားပြီးတော့မှဖွင့်တဲ့ရက်ကျရင်မိုးရွာနေမလားမိုးကြီးနေမလားပြီးတော့မှကျွန်တော်ရဲ့ client ကရောအဲ့နေအားပါမလားဆိုတဲ့ဟာမျိုးတွေခေါင်းထဲမှာပေါ်လာတယ်ပေါ့နော်အဲ့တော့စားတောက်ဆိုင်မှာထိုင်တဲ့အခါမှာလည်း outdoor ထိုင်ရင်ကောင်းမလား indoor ထိုင်ရင်ကောင်းမလားဒီလိုမျိုးတွေကျွန်တော်ခေါင်းထဲမှာစဉ်းစားမိလာတယ်ပေါ့နော်အဲ့လိုစဉ်းစားမိတာကကျွန်တော်တို့ brainstorming လုပ်တာပေါ့နော်အဲ့ဒါတွေကနေတစ်ဆင့်ကျွန်တော်ကလုပ်ရမယ့်အလုပ်တွေပေါ်လာတာပေါ့နော်အဲ့တော့စားတောက်ဆိုင်ကဖွင့်လားမဖွင့်လားမသိဘူးဆိုရင်စားတောက်ဆိုင်ကိုဖုန်းဆက်မယ် reservation လုပ်မယ်ပြီးသွားရင် client အားမသိဘူးဆိုရင်စားတောက်ဆိုင်က reservation ရတယ်ဆိုရင် client ကိုပြန်ဖုန်းဆက်မယ် client ကအဲ့ဒီအချိန်မှာအားရဲဆိုရင်အဆင်ပြေတယ်ပေါ့အဆင်ပြေတယ်ဆိုရင်ကျွန်တော်တို့သွားမယ်ဆိုရင်ဘာနဲ့သွားမလဲ taxi နဲ့သွားမလားအိမ်ကကားနဲ့သွားမလားအိမ်ကကားနဲ့ client ကိုသွားခေါ်မလားသွားခေါ်ပြီးမှသူနဲ့အတူတူသွားမလားဒါမျိုးတွေကျွန်တော်တို့ brainstorming stage မှာစဉ်းစားလာတာပေါ့နော်အဲ့လိုမျိုးစဉ်းစားပြီးတဲ့အခါမှာကျွန်တော်တို့အဲ့ဒီအချက်အလက်တွေကို organize လုပ်တယ်ပေါ့ organize လုပ်တယ်ဆိုရင်ပထမဆုံးအဆင့်ကကျွန်တော်စားတောက်ဆိုင်ဖွင့်လားမဖွင့်လားreservation လုပ်တာပထမအဆင့်ပြီးတော့ရင် client အားမေးတာဒုတိယအဆင့်ပြီးတော့ရင်ကျွန်တော်တို့သူတို့ client ကို taxi နဲ့တခေါ်တာဒါတွေကတတိယအဆင့်ပေါ့နော်ထားပါတော့အဆင့်ရှိမှာပေါ့အဲ့တော့အဲ့ဒါတွေကိုကျွန်တော်တို့1 2 3 4ဆိုပြီးအဆင့်လိုက်စီစဉ်လိုက်တာပေါ့အဲ့လိုမျိုးစီစဉ်ပြီးတော့မှနောက်ဆုံးပထမအဆင့်ကိုကျွန်တော်စလုပ်မယ်ပေါ့ဒီ plan ပြီးသွားတာနဲ့ organize လုပ်ပြီးသွားတာနဲ့ပထမအဆင့်က reservation လုပ်ဖို့ဆိုကျွန်တော် phone call ကင်ပြီးတော့စားတောက်ဆိုင်ကိုဖုန်းဆက်မယ်အဲ့ဒါဆိုရင်ကျွန်တော်ရဲ့ project planning stage ကပြီးသွားပြီပေါ့နော် implementation stage ကိုရောက်သွားတာပေါ့ဒီ first action မှာအဲ့တော့ project တွေအကုန်လုံးကကျွန်တော်တို့ပုံမှန်ဒီလိုအတွေးမျိုးနဲ့ပဲကျွန်တော်တို့ပုံမှန်မိသားစုနဲ့စားတောက်ဆိုင်တွားမယ်ဒီလိုမျိုး client နဲ့မဟုတ်ပဲနဲ့ပုံမှန်စားတောက်ဆိုင်တွားမယ်ဆိုရင်တော့အဲ့လိုဒီ process နဲ့အတူတူပဲလीနော်အဲ့တော့စားတောက်ဆိုင်တွားမယ်ဆိုရင်မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်စားချင်တယ်ဆိုတာကရည်ရွယ်ချက်ပေါ့အဲ့ဒါပြီးတော့မှခေါင်းထဲမှာပေါ်လာတဲ့ဟာတွေကဘယ်မှာတော့စားရင်ကောင်းမလဲ sushi စားမလား KFC စားမလားတားလေးကဘာကြိုက်လဲသမီးလေးကဘာကြိုက်လဲသူတို့ကြိုက်တဲ့ဆိုင်တွားမလားဒါမျိုးတွေက vision ပေါ့နော်vision ပြီးတော့မှ brainstorm အဲ့လိုအဆင့်ဆင့်တွားရတာပေါ့နော်အဲ့တော့
ဒီအချက်၅ချက်ကအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်